အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ graphic design foundation course ရဲ့9ရက်မြောက်နေ့ရောက်သွားပါပြီ9ရက်မြောက်နေ့ရောက်သွားတဲ့တူတူဒီဘက်က2စီထဲမှာဘာတွေသိပြီးသွားပြီလဲဆိုလို့ရှိရင် move to ကြောင်းသိပြီးသွားပါပြီဒီမှာက slash 2ကြောင်းမသိပေးရသေးပါဘူးအဲ့တော့ဒီနေ့မှာ slash 2အကြောင်းကိုသိပေးပါမယ်ဒီ slash 2လေးခုတည်းကအသုံးအများဆုံးဖြစ်တဲ့ regular marquee 2နဲ့ elliptical marquee 2အဲ့2နှစ်ခုကြောင်းသင်ပေးသွားမယ်ပြီးလို့ရှိရင်ဒီမှာရှိနေတဲ့ lasso 2 polygonal 2 magnetic lasso 2အဲ့အကြောင်းတွေသင်ပေးသွားမယ်နောက်ပြီးတော့ object slash 2 quiz slash 2 magic 1 2ဒါကဒီသုံးခုစလုံးကကြာတော့ slash ပေးတဲ့2တွေကြီးပါပဲဒါပေမဲ့ version အပြောင်းတဲ့အရာတစ်ခုနဲ့တစ်ခုတူမှာမဟုတ်ပါဘူးဒီ shape version တွေဆိုလို့ရှိရင်တော့ object slash 2တွေပါမှာမဟုတ်ပါဘူးတချို့ CS3 တို့ဘာလို့ဆိုလို့ရှိရင်လဲ magic 1 2တို့ပါခြင်းမှပါပါလိမ့်မယ်ဒါကကြတော့သူ့ရဲ့ Photoshop version နဲ့ဆိုင်ပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒါလေးရှိမယ်ဒီ crop 2ဒီ crop 2အကြောင်းလည်းပြောပြပေးသွားပါမယ်ဒါပေမဲ့ crop 2ကြောင်းတော့ဒီနေ့မပြောပါဘူးပြီးတော့ eyedropper 2ကြောင်းဒါတွေနောက်နေ့မှပြောပါမယ်ဒီနေ့မှာတော့ဒီ slash 2ကြောင်းအဓိကပြောထားပြီးတော့ပြောပြပေးသွားပါမယ်အဲ့တော့ဒီမှာရှိနေတဲ့ spot helix 2ကပြီးသွားပြီ brush 2အကြောင်းသင်ပေးပြီးသွားပြီဒါပေမဲ့ advanced တော့မသိရသေးပါဘူးเนาะ brush 2ကိုအဲ့တော့ဒီနေ့မှာ brush 2ကိုအသုံးပြုပြီးတော့ကိုယ်ပိုင် caster brush 2ပြုလုပ်နည်းရယ်နောက်ပြီးတော့ဒီ pattern ပြုလုပ်နည်းရယ်ကိုသိပေးသွားမယ်ဒါမသိရသေးဘူး close tab တို့မသိရသေးဘူး history brush 2နဲ့ add brush 2လည်းမသိရသေးဘူး caveat eraser 2သင်မှုသွားပြီဒီမှာရှိနေတဲ့ gradient 2သင်ပြီးသွားပြီဒီမှာရှိတဲ့ blur လို့ sharpen လို့အဲ့ဒါမသိရသေးဘူးဒီအောက်ကဒီပေါ့နော်ဒါရဲ့ကြတော့ retouch ဘိုင်းမှာသွားတာမသိရသေးဘူးဒါ pen 2ကတော့မနှက်ဖြတ်သင်မယ်pen 2ကသူနဲ့ပတ်သက်ပြီးတော့အိစာလုံးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့မနှက်ဖြတ်မှသင်မယ် type 2ကမနေ့ကသင်မှုသွားပြီပြီးလို့ရှိရင်ဒါဒီက backslash 2လို့ပါတော့ pen 2နဲ့တွဲတော့ရမယ့်ဟာတွေနောက်ပြီးတော့ဒီမှာဒီကကြတော့သူ shape လေးတွေ radical တို့ ellipse တို့လောက်ကကြတော့ shape လေးတွေသင်ပြီးသွားပြီဒီက hand 2အကြောင်းသင်ပြီးသွားပြီเนาะဆိုတော့ဒါဆိုလို့ရှိရင်2ရတော်တော်များများသင်ပြီးသွားပြီအဲ့တော့ဒီနေ့မှာသင်မဲ့ဟာမစခင်မှာမိခိုးလေးတွေအရေးဦးဆုံးမိထားတဲ့မိခိုးလေးတွေကိုအရေးဦးဆုံးပြန်ပြီးတော့ပြောပြပါမယ်အဲ့တော့ပထမဦးဆုံးမိခိုးကဘာလဲဆိုလို့ရှိရင်မနေ့ကကျွန်မ type 2ဆိုပြီးတော့ရိုက်လိုက်တယ် type type ပြီးရင်သူ့ကို control ရဲ့ t ရဲ့နှိပ်ပြီးတော့အကြီးအသေးလုံးမယ်ဆိုလို့ရှိရင်လုပ်ကြည့်လိုက်တယ်သူကပုတ်ပြတ်သွားခြင်းမရှိဘဲနဲ့သူ့ရဲ့အမြင့်ရောသူ့ရဲ့အကျယ်ဝေါကထပ်တူမျှသူပဲသူကရွေသွားတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီအပေါ်ကိုသွားကြည့်လိုက်ပါဒီမှာဒီဟာလေးပါဘယ်လိုပုံစံလေးလဲသူ့ကိုဘယ်လိုပုံစံလို့ခေါ်မလဲဒီပုံစံလေးကဟိုဟာဖြစ်နေပါတယ်အဲ့ပုံစံလေးကဒါကြည့်လိုက်သူ့ကိုကလစ်တစ်ချက်နှိပ်လိုက်နှိပ်သွားလို့ရှိရင်သူကဒီမှာဆက်လက်ပေးတဲ့ပုံစံမဟုတ်တော့ဘူးအဲ့လိုအချိန်မှာသူ့ကိုဒီတိုင်းလေးဆွဲကြည့်လိုက်ပုတ်ပြတ်သွားပြီဒီမှာပုတ်ပြတ်သွားပါပြီเนาะအဲ့လိုမဟုတ်ဘဲနဲ့ control z အဲ့လိုမဟုတ်ဘဲနဲ့သူ့အလဲရဥစ္စာလေးကလစ်တစ်ချက်နှိပ်လိုက် selection ဝေသွားပြီဆိုလို့ရှိတော့ပြတ်ဆွဲကြည့်ပါပုံမှန်ပြတ်တော့ပါဘူးအဲ့အလေအကြောင်းသားတစ်ယောက်ပြပေးရပါเนาะကျမရဲ့သတိမထားမိဘူးတကယ်လို့ဒီဟာကိုပေါ့เนาะဒီဟာကိုcontrol D ဒီဟာကိုဖြုတ်ထားလိုက်မယ်ဖြုတ်ထားပြီးတော့သူ့ကို scale မှန်မှန်နဲ့ဆွဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ keyboard မှာရှိတဲ့ shift key လို့ဖိထားပါဖိပြီးတော့ဆွဲလိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင် scale မှန်မှန်လေးနဲ့သူ့ရဲ့ဒီအကျယ်ရောအမြင့်ရောအတူတူသွားပါလိမ့်မယ်တခုပါเนาะနောက်မေးခွန်းတစ်ခုကဘာလဲဆိုတော့သူက background ရှိရယ်နောက်ပြီးတော့ဘာလုပ်ထားလဲဆိုလို့ရှိရင် new layer တစ်ခုခေါ်ထားတယ်ခေါ်ထားပြီးတော့တဲ့သူ့ကို click နှစ်ချက်နှိပ်တယ်နှိပ်လိုက်တော့ဘာဖြစ်လဲဆိုတော့ color ရွေးတဲ့ဥစ္စာမပါဘဲနဲ့တဲ့ဒီလိုပုံစံကြီးပေါ်လာပါတယ်တဲ့အဲ့တော့ပြဿနာဘာဖြစ်တာလဲဆိုအဲ့အကြောင်းပြပြမယ်နော်ဒါကဒီ background တစ်ချက်ဖျောက်လိုက်မလို့အဲ့တော့ကျမတို့ရွေးလိုက်တဲ့ layer အသစ်ဆက် layer အဲ့ဒီ layer မှာဘာဆိုဘာမှမရှိဘူးပြောမှဆိုရှင်ဘာဆိုဘာမှမလုပ်ထားတဲ့ layer ဘာမှမရှိတဲ့ layer ကြီးလို့တော့ပြောလို့ရတယ်အဲ့ဒီ layer ပေါ်သွားပြီးတော့ကိုကကလစ်နှစ်ချက်နှိပ်မယ်သူ့ကိုနှိပ်ပြီးတော့ဒီမှာလာပြီးတော့ stroke ပဲထက် inner shadow ပဲထက် color overlay ကိုဒီမှာအနီးပဲလုပ်ဘလို့ပဲလုပ် तू ကဘာမှမရှိရဲ့ layer ကြီးဘာမှမရှိရဲ့ layer ကြီးကိုဘလို့ပဲ style နဲ့သွားပြီးတော့လုပ်ရမှာမဟုတ်ဘူးဒီ layer style ဆိုတဲ့သဘောတရားကတခုခုသူ့မှာရှိရောမှသာလေသူ့ကိုပြောင်းလဲလို့ရမှာ
အဲ့တော့အရေးဦးဆုံးဘာမှမလုပ်ဘူးဆိုရတာမှသူ့ကိုအယောက်ဖြစ်ပေးအယောက်မဖြစ်ပေးဘူးဆိုလို့ရှိရင်သူ့အပေါ်မှာထားပါတော့ radical ဆွဲလိုက်တာပဲဖြစ် radical ဆွဲလိုက်လို့ရှိရင်ဒီမှာကြည့်လိုက် radical ဆိုပြီးပေါ်လာသွားပြီအဲ့တော့မှဒီနောက်ကလေးနှစ်ချက်နှိပ်အယောက်ပြောင်းရတယ်ပြီးတော့မှသာလေထပ်ပြီးတော့ blending mode သွားခုန option မှာဒီ inner shadow လောက်ထားတာတွေ stroke လောက်ထားတာတွေလုပ်လို့ရမယ်အဲ့လိုမဟုတ်ပဲဒီလိုဖြောင်ကြီးဆိုလို့ရှိရင်ဘာလို့ပဲလုပ်ဘာမှလုပ်လို့ဘာ FM မှဖြစ်မှာမဟုတ်ဘူးသူ့ကလေးနှစ်ချက်နှိပ်ဒီမှာကြက်တယ်လို့ stroke ဘာမှပေါ်လာမှာမဟုတ်ဘူးဟုတ်တယ်နော်အဲ့တော့ဒီနေရာမှာသူ့ကို color ဖြစ်မယ်ဆိုလို့ရှိရင် background color ဖြည့်တဲ့အခါမှာအများကြီးရှိရယ်ပထမတနည်းကြတော့ဒီအောက်ဘက်ကိုသွား solid color ယူဒီမှာ solid color နဲ့ဖြည့်လိုက်လဲရတယ်သူ့ရဲ့အာသာချက်ကအယောင်နေခဏပြောင်းမယ်ဆိုလို့ရှိရင်ဒီနာကနေပြီးတော့ကလစ်နှစ်ချက်နှိပ်ပြီးပြောင်းရုံပဲဒီမှာပြောင်းလိုက်မကြိုက်ဘူးနောက်တစ်ယောက်ထပ်ပြောင်းကလစ်နှစ်ချက်နှိပ်အဲ့လိုမျိုးရတယ်ဒါကနောက်တနည်းပေါ့နော်နောက်တနည်းကြတော့ဘာလဲဆိုလို့ရှိရင် foreground color လိုချင်လို့ဆိုလို့ရှိရင်မနေ့ကတနည်းရလားမသိဘူးတင်ထားတဲ့အတိုင်းပဲ order ရဲ့တနည်းရနှိပ်လိုက် foreground color ဖြစ်တဲ့အနက်ရောက်ပါသွားပြီ foreground color ကိုကြိုက်တာမဟုတ်ဘူးဒီမှာ background color အနီကိုကြိုက်တယ်ဆိုရင် control ရဲ့ delete ရောနှိပ်ဒါဆိုလို့ရှိရင် background color ဖြစ်သွားတယ်ဒါကနောက်တစ်မျိုးအရောက်ဖြစ်ရနောက်ထပ်အရောက်ဖြစ်ရဘယ်လိုမျိုးဖြစ်လို့ရသေးလဲဆိုလို့ရှိရင်မနော်နေရာအသက်ယူရနော်ဒီ layer ရဲ့ဘာမှမရှိသေးဘူးဘာမှမရှိတဲ့ layer မှာဘာမှလုပ်လို့မရအောင်အဲ့တော့သူ့ကိုအရောက်အရေးဆုံးဖြစ်မယ်ဆိုရင်ဒီမှာ gradient 2ရှိရယ် right click ထောက်လိုက်ဒီမှာ page bucket 2ဆိုပြီးတော့ရှိရယ် page bucket 2ကိုယူပြီးတော့ click တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာရှိတဲ့ foreground color အမဲဝင်သွားလိမ့်မယ် okay အဲ့တော့မှသူ့ကိုနှိပ်မယ်ဆိုလို့ရှိရင် click တစ်ချက်ထောက် color overlay ရှိသွားအမှမှာလိုက်ပြီးတော့ပြောင်းနော်အဲ့လိုမျိုးလုပ်လို့ရတယ်โอเคနော်3နည်းနော်အဲ့တော့ကိုကအယောက်ခဏပြောင်းချင်တဲ့လူဆိုလို့ရှိရင်တော့ပထမအဦးဆုံးနည်းဖြစ်တဲ့နေရာအသစ်တစ်ခုယူဒီအောက်ကနေပြီးတော့ solid color ကိုယူပြီးတော့မှဒီလိုပုံစံတိုက်တော့အဲ့ဆိုရင်ကိုအယောက်မကြိုက်တော့ဆိုဒီကနေခဏအမြဲပြောင်းလို့ရတယ်ဒါဆိုလို့ရှိရင်ဒီအယောက်ထည့်တဲ့ကိစ္စလေးကိုနားလည်မယ်လို့ထင်ပါတယ်နော်နောက်တစ်ခုမေးထားကြတော့သူ့ရဲ့ဆက်မှာကသူကဒီမှာ EN ပုံစံကြီးပေါ်နေရယ် EN ပုံစံထပ်ထားတယ်ဒီမှာမနေ့ကလည်းကျွန်မပြောထားရယ်เนาะအဲ့ဒါ EN ပုံစံထပ်ထားတဲ့အချိန်မှာကိုက type 2ယူလိုက်ပြီးတော့မြန်မာ font ရိုက်ချင်တယ်မြန်မာ font ကိုရွေးပေးလိုက်မယ်အဲ့မှာမြန်မာ font စိုက်ရိုက်မယ်မြန်မာ font မှားနေ font ကြီးကအမှားကြီးဘာကြောင့်လဲဆိုတော့ဒီမှာက ENG ဆိုတဲ့တိုက်ကဇောကြီးမြန်မာ Unicode ဥစ္စာကိုသူသုံးထားတာအဲ့အချိန်မှာဒီလိုမျိုးမြန်မာ font အလှသုံးလိုက်မယ်ဆိုရင်မရဘူးအဲ့တော့မြန်မာ font အလှသုံးနေတယ်ဆိုသူ့ကိုဒီမှာ US keyboard English United States keyboard ပြောင်းပြီးတော့မှသာလေဒီမှာ touch to you click တစ်ချက်ချပြီးလို့ရှိရင်ဒီအပေါ်မှာကိုက font တစ်ခုပြောင်းလိုက်ပြီးတော့မှရိုက်ကြည့်မြန်မာ font ရတယ်နော်နောက်တစ်ခုကကြတော့ဒီ Unicode font ကမှားနေရတဲ့ Unicode font ကကြတော့ပုလေးပြောရရင်ကျမလည်း Unicode font ကိုဒီ Photoshop မှာမသုံးဘူးအသုံးများတော့ဇော်ကြီး font နဲ့တခြား font အလှတွေပဲသုံးလိုက်တာများနေဆိုတော့သူ့ကိုတော့တစ်ချက်ပြရှာပေးမယ်နော် Unicode font ဒါဆိုလို့ရှိရင်ဒါ Unicode font ကြီးသုံးထားတာဒီလိုလေးတော့ error တက်နေဆိုတော့ဒါဒီတစ်ချက်ကတော့ Unicode font ကို Photoshop မှာဘယ်လိုသုံးလဲဆိုတာတော့နောက်ပြီးမှတစ်ချက်ပြရှာပေးပါမယ်ဒါကတော့ဒီနေ့သူတို့မနေ့ကမေးထားတဲ့တဲကတချို့ပေါ့နော်မေးထားတဲ့ဥစ္စာလေးကိုဖြည့်ပေးရပါဆိုတော့မေးရဖြည့်ပြီးသွားပြီဆိုတော့ဒီနေ့သင်ခန်းစာလေးကိုစလိုက်ပါမယ်နော်Okay အဲ့တော့ဒီနေ့သင်ခန်းစာလေးစလိုက်ရအောင်เนาะဒီနေ့သင်ခန်းစာမှာကဒီ selection 3ခုအကြောင်းပြပြသွားမှာဒီ3ခုထဲမှာအခွဲရရှိမယ်ပေါ့เนาะအဲ့တော့ပထမဆုံးဒီကောင်မလေးရှိမယ်ဒီကောင်မလေးကိုဘယ်လိုလုပ်ချင်လဲဆိုတော့ background ကတက်ကောင်မလေးရဲ့တက်ဆိုပြီးခွဲချင်တယ်အဲ့တော့ပထမဆုံး quick selection 2နဲ့စမယ် quick selection 2ကိုတစ်ချက်ယူလိုက်မယ်ယူပြီးလို့ရှိရင်အမှဒီအပေါ်လေးမှာတစ်ချက်ကြည့်သူက option 3ခုရှိရယ်ရိုးဒီ brush ပုံစံလေးရယ်ဘေးနားမှာအပေါင်း sign နဲ့ brush ပုံစံလေးရယ်အနှုတ် sign နဲ့ brush ပုံစံလေးရယ်ဆိုပြီးရှိရယ်အဲ့ဒါဘယ်လိုကလဲဆိုတာပြပြမယ်ဒီမှာ select ပေးလိုက်တယ်ပြီးတော့ click ကိုလွှတ်လိုက်တယ်
လှုပ်လိုက်တာနဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒါက2020 Photoshop ကြတော့ auto သူက plus ပေါက်ပေးသွားတယ်အဲ့ဒါကြောင့်တော့နောက်တစ်ချက်ဒီနေရာကို connect နှိပ်လိုက်လေအပေါ်မှာထားတဲ့ဒီ selection ကြီးကပျောက်မသွားဘူးဒီ Photoshop version အဟောင်းနေရာကြတော့သူကဘယ်လိုမျိုးလဲဆိုတော့ဒီဟာကို select ပေးလိုက်တယ် click လုပ်လိုက်တယ်နောက်တစ်နေရာကို select ပေးလိုက်တာနဲ့ဒီအပေါ် selection ကြီးကပျောက်သွားတယ်အဲ့လိုမဖြစ်ချင်ဘူးဆိုလို့ရှိရင်သူကဒီ keyboard မှာ shift ဆိုတာရှိရယ် shift လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့မှတားလိုက်ရင်နှိပ်လိုက်လို့ရှိရင်ဒီလိုအပားပုံစံလေးပေါ်လာမယ်ပေါ်လာတော့မှလိုက်နှိပ်အဲ့ဒါဆိုလို့ရှိရင်တော့ तू ကဒီငကိုအဟောင်းဆက်လက်ကို तू ကဖျောက်ပေးထားတာမျိုးမရှိဘူးမဖြစ်ဘူးပေါ့နော်ဒီ2030ရကြတော့ auto လုပ်ပေးထားတယ် auto မပေါ့ဆိုရင်ကိစ္စမရှိဘူး shift လေးကိုနှိပ်ပြီးတော့ select လိုက်မှတ်လို့ရတယ် keyboard က shift ကိုနှိပ်ပြီးတော့ like select မှတ်ပေါ့နော်တကယ်လို့ keyboard ကအနှုတ်ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ keyboard က keyboard က order ကိုနှိပ်ထား order ကိုနှိပ်လိုက်လို့ရှိရင်တော့သူကဒီမှာ minus sign လေးပေါ်ရမယ်အဲ့ဒါကြောင့်သူကမလိုတဲ့ဟာတွေပေါ့ selection မပေးလို့တဲ့အပိုင်းလို့ပြက်လိုက်ဖြစ်တာတခါကျရင်ကိုက selection ပေးရများသွားတယ်များသွားလို့ရှိရင်ကိုကမလိုချင်ဘူးပေါ့နော်ဒီချိန်မှာဆိုရင်ဒါစပယ်ကိုမလိုချင်ဘူးဆိုရင်စပယ်အပိုင်းတွေကို order keyboard ကနေပြီး order လိုက်ဖိ order ဖိပြီးတော့ပြန်ပြီးတော့ selection ပေးသွားဒီလိုပုံစံမျိုးလေးပြပြမယ်နော်ရိုးရိုး selection 2ရှိရယ် selection 2ကိုယူလိုက် quick selection 2ပြီးရင်ကိုပေးချင်တဲ့နေရာကိုလိုက်ပြီးတော့ selection ပေးလိုက်ဒီမှာဒီနားဆိုလို့ရှိရင်ပို့ဝိုင်းဆိုလို့ရှိရင်ဒီနားလေးကိုဖြောက် selection ဖြောက်ချင်တယ်ဆိုရင် order လေးကိုနှိပ်လိုက် minus ဖြစ်သွားပြီပြီးတော့မှ click တစ်ချက်နှိပ်ပြီးတော့ selection ကိုနည်းနည်းလေးညီအောင်လုပ်လိုက်2020ရကြောက်ဒီအပေါ်မှာပါတယ်ဟိုဒီ2020မဟုတ်တဲ့တချို့ version တွေရကြတော့ selection ကိုဒီပေါင်းချင်တယ်ဆိုလို့ရှိရင်တော့အပေါင်း keyboard က shift ကိုနှိပ်ပြီးတော့လို့တကယ်လို့ selection ကိုပြဲပြီးတော့နှုတ်ချင်တယ်ပေါ့နော် selection မလုပ်ချင်တော့ဘူးဆိုလို့ရှိရင်တော့များသွားတဲ့အတွက်ပြက်ဖယ်ချင်တယ်ဆိုလို့ရှိရင်တော့ order ကိုနှိပ် okay အဲ့တော့မှဒီဟာကိုဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒီမှာဒီနရက်တယ်မပါဘူးဒီနကက်ကြီးကိုပြဲပြီးတော့ပေးမယ် selection အခါကျတော့ဒီမှာဂျားရဲ့ဟာမလိုချင်တော့ပြန်မလိုချင်တော့ဘူးဆိုလို့ရှိရင် order ပြန်နှိပ်အနှုတ်ဖြစ်သွားတယ်သူ့ကိုတစ်ချက် selection ပေးလိုက်ဒီမှာနော်ဒီဘက် channel ဆိုလို့ရှိရင်အဲ့လိုပဲဒီမှာဆိုလို့ရှိရင်ဒါလေးရယူမှာဒီအပိုက်ပါမယ်ဒီအလဲရဟာရမယူဆို order နှိပ်လိုက်အလဲရဟာကိုပြဲပြီးတော့ဖြောက်လိုက်အဲ့တော့ selection ပေးပြီးသွားပြီ selection ပေးပြီးသွားလို့ရှိရင် keyboard က delete ကိုနှိပ်ကြည့်လိုက်ဘာပေါ်သွားမလဲလို့သူကဒီမှာကဘာလို့ဒီလိုလာပေါ်လဲဆိုရင်ဒီမှာ background ကိုတော့ခတ်ထားလို့အဲ့တော့တော့တစ်ချက်ဖြုတ်လိုက်ဖြုတ်ပြီးတော့ keyboard ကလည်းပြီးတော့ delete လိုက်ကြည့်လိုက်ဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ခုနကတော့ကောင်မလေးကပျောက်သွားပြီကျမတို့ကကောင်မလေးကိုပျောက်ချင်တာမဟုတ်ကောင်မလေးကိုလိုချင်တာအဲ့တော့ကျမတို့ control z နဲ့ပြန်ခေါ်လိုက် control z နဲ့ပြန်ခေါ်လို့မရအောင်ဆိုရင်ဒီအပေါ်မှာ edit ရှိရယ် edit မှာ undo ဆိုတာရှိရယ်တစ်ချက်ပြန်နှိပ်လိုက်ကောင်မလေးပြတ်ပေါ်လာပြီအဲ့တော့ကောင်မလေးကိုလိုချင်တာကျမတို့ဖြတ်ချင်တာကအနောက်က background ကိုဖြတ်ချင်တာအဲ့ဒါဆိုလို့ရှိရင်ဒီမှာ select ရှိရယ်အဲ့ select တွေက invert ဆိုတဲ့ select ကိုနှိပ်လိုက်လို့ရတယ် keyboard ကနေဆိုလို့ရှိရင်တော့ shift ရယ် control ရယ် i ရယ်ကိုနှိပ်အဲ့တော့တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာကြည့်လိုက် selection ရသူကကောင်မလေးကိုပေးတာမဟုတ်ဘူး background ဒီဘက်ကောင်မလေးမဟုတ်တဲ့တခြားနေရာတွေကိုပေးသွားပြီအဲ့တော့မှ delete လုပ်ကြည့်လိုက်ဒါဆိုလို့ရှိရင်ကောင်မလေးပုံရသွားပြီ control D เนาะဒီ select ဖြုတ်မယ်ဆိုရင် select မလုပ်ချင်တော့ဆိုရင် control D keyboard ကလုပ်ဒါမှမဟုတ်ဆိုလို့ရှိရင်အပေါ်က select မှာ delete ဆိုပြီးတော့ရှိရယ်ဒါဆိုလို့ရှိရင်ကောင်မလေးပုံကို selection 2နဲ့ဖြတ်သွားတာအဲ့တော့မှဒီမှာ background တွေပါရင်မှာပေါ့တိတာထရှားစီတစ်ခုထည့်လိုက်ဒီလိုပုံစံလေးဖြစ်သွားမယ်โอเคเนาะဒါကြတော့ဒီမှာဒီ quick selection 2ကိုသုံးတာသူ့မှာ shift နှိပ်လိုက်မယ် shift နှိပ်ပြီးတော့လုံးမယ်ဆိုလို့ရှိရင်သူအပားပုံစံလေးပေါ်တတ်တယ်။ဒါနည်းနည်းကြည့်လိုက်ဒီမှာအပားပုံစံလေး shift နှိပ်ထားမယ်ဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘဲနဲ့ order ဖိထားမယ်ဆိုလို့ရှိတော့အနှုတ်ပုံစံလေးပေါ်နေလိမ့်မယ်ဒီမှာကိုမလိုချင်တဲ့ line ကိုအနှုတ်လေးနဲ့ပြဖြတ်အဲ့ဆိုရင် quick selection 2ကိုရှင်းမယ်နော် okay quick selection 2ရသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် magic 12 magic 12ကဘာလို့သုံးလိုက်ဆိုတော့သူကအယောက်တူတဲ့ဟာတွေကို selection ပေးတဲ့အခါမှာ
သုံးတယ်ဥပမာဒီပုံမှာကြည့်လိုက်နောက်က background ရဲ့အရာကတူနေတယ် gray လို့ခေါ်မလားမီးခိုးရောင်လို့ခေါ်မလားအဲ့လိုမျိုးအရာတူတဲ့ဥစ္စာကြီးဆိုလို့ရှိရင်ဒီ magic wand 2ကိုယူပြီးတော့ click တစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်သူအရာတူတဲ့ဥစ္စာလေးတွေကိုပေးသွားပြီပြီးတော့ keyboard ကနေပြီးတော့ shift ကိုနှိပ်ပြီးတော့ဒီအောက်ကိုလည်း click တစ်ချက်ပေးလိုက်ဒါဆိုသူအပေါင်းလေးပေါ်လာတွေ့လားရသွားပြီရသွားပြီးတော့မှခုနလိုမျိုး delete နဲ့ဖြတ်လိုက်လဲရတယ် control D ဒါကြတော့ तू ကဒီ magic 1 2 ကကြဒီအရောက်တူတဲ့ဥစ္စာတွေကို selection ပေးတဲ့နေရာမှာသုံးတယ်နောက်ဆုံးအပေါ်က object selection 2 object selection 2 ကကြတော့ तू ကဒီ2020 version မှာပါလာတာသူက AI နဲ့အလုပ်လုပ်တဲ့ဥစ္စာမျိုးပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့ဒီပုံမှာဆိုရင်ကောင်မလေးကို selection လုပ်ချင်တယ်အဲ့တော့ကောင်မလေးတစ်ခုလုံးပါတဲ့ဥစ္စာလေးကိုဒီမှာ mouse ကိုဖိဆွဲလိုက်နော်ခဏလေး click တစ်ချက်ချပြီးရ mouse ကိုဖိထားမလွတ်လပ်အောင်ကောင်မလေးတစ်ခုလုံးပါသွားပြီဆိုတော့မှ mouse ကိုလွတ်လိုက်သူကခဏတော့စောက်ပေးရတယ်ပေါ့နော်ဒီကွန်ပျူတာဒီ RAM နေတဲ့ဥစ္စာဆိုလို့ရှိရင်စောက်ပေးရကျွန်မဆို RAM ကနည်းနည်းညစ်နေတဲ့အခါကျတော့အရေးစောက်ပေးစရာမလိုယူလိုက်တယ်ပြီးတော့သူ့auto selection ပေးသွားရကောက်မလေးကိုဒါအခုနောက်ပိုင်းမှာပေါ်လာတာပေါ့နော်အရင်ညံတယ်ပြီးတော့မှဒီ inverse လုပ်ပြီးတော့ delete လိုက်ဒါဆိုလဲကောက်မလေးပုံရပြီဒါဒီတော့ခုကွဲမယ်နော်ဒီ object selection 2က2020မှာပဲပါတာသူအရှိရ version နဲ့မှာမပါဘူးသူက auto အလုပ်လုပ်ပေးသွားတာကျမတို့တစ်စိချင်းစီလိုက်ပြီးတော့ select ပေးစရာမလိုဘူး quick selection 2ကကြတော့ဒါကိုယ့်ဟာကို manual လုပ်တာကိုယ့်ဟာကိုတေချာစိတ်တိုင်းကြသုံးပြီးလုပ်တာ magic 1 2ကကြတော့အယောင်တွေတူတဲ့ဥစ္စာကိုကဒီ slash ပေးပြီးတော့ဖြတ်တာတွေပါတယ်သုံးတယ်အဲ့တော့ control z အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်ပြီးတော့သူကဒီ lasso 2လို့ polygonal lasso 2လို့ magnetic lasso 2လို့လာတယ်သူတို့လဲ slash ပေးတဲ့ဥစ္စာပါပဲလုပ်ငန်းခွင်မှာတော့ရေးမတော့ဘူးအဲ့တော့ဒီမှာ magnetic lasso 2ကိုတစ်ချက်ယူလိုက်ယူပြီးတော့သူကဘယ်လိုမျိုးလဲဆိုတော့ဒီမှာဒီစပင်းနားကို click တစ်ချက်ချပြီးရင် click လွှတ်လိုက်တော့ရပြီသူကဒီမှာကြည့်လိုက်ကျမတို့အားစိုက်စရာမလိုသူကတန်လိုက်လို့ပုံစံလေးကွာသူကဒီမှာselection ပေးသွားတာကျမတို့ကဒီမှာကိုလိုချင်တဲ့နေရာလေးကိုလိုက်ပြီးတော့ဖိဆွဲရတော့ဝါရဝဲသူကဒီမှာပေးသွားတာဒီမှာနော်လုပ်ငန်းခွင်မှာတော့အဲ့လောက်ဒီတူးတွေလာရှိုတူးလို့ဘာလို့တိတ်မသုံးပါဘူးအသုံးနေတယ်ဒီမှာအဲ့လိုပြီးသွားပြီပြီးသွားဆိုရင် click တစ်ချက်နှိပ်လိုက်သွားသူ selection ပေးသွားမယ်အဲ့တော့မှ delete လိုက်ပေါ့ဖြတ်လိုက်ပေါ့အဲ့လိုမျိုး okay နော် control z ပြတ်ခေါ်မယ် control d select လုပ်တယ်အဲ့တော့ဒီမှာ lasso 2ဆိုတာကြတော့သူကလည်း manually ပဲကိုကဒီခေါင်းစပေကိုပဲ select ပေးခြင်းနဲ့ဆိုရင်ကိုဒီမှာယူပြီးတော့စပေပိုင်းလေးကိုပဲ selection ပေးလိုက်တာအဲ့လိုယူပြီးတော့ပေးလိုက်တာဒါ lasso 2ပြီး control d deselect နောက်တစ်ခုကကြာ polygonal lasso 2ကကြာသူက၄ထောက်တွေပဲရတယ်သူ့မှာအကွေးတွေပိုင်းမရအောင်အဲ့တော့၄ထောက်ဆန်တဲ့ဥစ္စာမျိုးတွေကို selection ပေးဖို့လိုတယ်ဆိုလို့ရှိတော့သူ့ကိုသုံးသူက၄ထောက်ဆန်ပဲရတယ်ဒီမှာသူ့ရဲ့အဆုံးမရောက် click တစ်ချက်နှိပ်သူကဒီမှာ selection ပေးသွားလိမ့်မယ်အဓိကကျမတို့အသုံးများတာ quick selection 2အသုံးများတယ် magic 1 2အသုံးများတယ်ဒီနောက်ပိုင်းမှာတော့ object selection 2ကိုသုံးလာတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိတော့ lasso 2ကိုသုံးတာများတယ် okay ဒီမှာကျတော့ radical marquee 2နဲ့ ellipse marquee 2အဲ့ဒါကြာဘယ်လိုနေရာမျိုးမှာသုံးလဲဆိုတော့ဘယ်လိုနေရာမျိုးမှာသုံးလဲဆိုတာမပြောခင်မှာသူတို့ကိုအရောက်ဘယ်လိုဖြစ်လဲဆိုတာပြပြမယ်အဲ့တော့ဒီမှာ radical marquee 2ကိုယူလိုက်တယ်ပြီးတော့ကိုကတစ်ခုနေရာတစ်ခုသတ်မှတ်လိုက်တယ်သတ်မှတ်ပြီးတော့ selection ပေးနေရဲသူ့ကိုအရောက်ဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ဒီမှာ foreground color ဖြစ်ခြင်းတယ်ဆိုလို့ရှိရင် order delete နှိပ်ပြီးဖြည့်လိုက်တယ် background color ဖြစ်ခြင်းတယ်ဆိုလို့ရှိတော့ control delete နှိပ်ပြီးဖြည့်လိုက်တယ်ဒီမှာရှိရဲ့ဒီ control D ပြန်နှိပ်ပြီးရင်ဒီမှာ ellipse ကတူးဆိုလဲအဲ့လိုပဲ ellipse 2ရှိရဲ့သူ့ကို order delete နှိပ် control delete နှိပ်ပြီးတော့အရောက်ဖြည့်လို့ရတယ်ဒါcustom လုပ်ချင်တဲ့ဥစ္စာမျိုးတွေဆိုလို့ရှိရပေါ့နော်ဒီမှာအမျိုးမျိုးလုပ်လို့ရတယ်ကိုယ်စိတ်တိုက်ကြပဲဒီမှာ control D
နောက်ပြီးတော့ဒီမှာအဝိုင်းပုံစံလေးပေါ်နေရတာကြတော့သူကဒီမှာဘယ်လိုလုပ်လဲဆိုလို့ရှိရင်ရှစ်ကိုကြိုက်ထားပြီးတော့မှဆွဲလိုက်လို့ရှိရင်စဝိုင်းပုံတဲပေါ်တတ်တယ် sorry control D နိုင်နော်ဒီမှာရှစ်ကိုကြိုက်ထားပြီးတာလဲဒီမှာဆွဲအဲ့ဆိုလို့ရှိရင်စဝိုင်းပုံစံပေါ်တယ်ပြီးတော့မှအရောက်ဖြစ် order delete control delete ဒါဒီတိုင်းပဲလောက်တာဘာမှအလောက်ထိသူ့ကိုမထူးဆန်းအောင်ဒီဟာတွေကနောက်တစ်ခုဘာမှသုံးလဲဆိုလို့ရှိရင်ဖြတ်တဲ့နေရာတွေမှာလည်းသုံးတယ်ဥပမာထားပါတော့လေးရအစ်ခေါ်လိုက်မယ်သူ့ကိုမှိတ်လိုက်တော့ control အဲ့တော့ဒီဟာရှိရပါတော့သူ့ကိုဖြတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဟာထားလိုက်မယ် restore right layer လုပ်လိုက်မယ်သူ့ကို restore right လုပ်လိုက်မယ်ဒါဆိုဖြတ်လို့ရပါတယ်ဖြတ်မယ်ဆိုရင်ကိုကသူ့ကိုဒီမှာ elite ပုံစံလေးသူ့ကိုဖြတ်ချင်တယ်အလဲရနေပြီအဲ့ဆိုလို့ရှိရင် elite တစ်ခုဆွဲလိုက်ဒါဆို select ပေးလိုက်ပြီ select ပေးထားတဲ့နေရာကိုပဲ keyboard ကနေပြီး delete နှိပ်လိုက်ဒါဆိုပြတ်သွားပြီအဲ့လိုနေရာမျိုးမှာလည်းသုံးတယ်နော်နောက်တစ်ခု control z ထိုင်ကြလို့ရှိရင်ကိုကဒီစဝိုင်းပုံစံဆိုလို့ရှိရင်စဝိုင်းလေးတွေရှိမယ်စဝိုင်းလေးတွေရှိမယ်ပေါ့နော်အဲ့ဒါကို select ပေးပြီးတော့ delete လုပ်လိုက်လို့ရှိရင်လည်းသူကဒီမှာအခေါက်ပေါက်ပုံစံဖြစ်ပြီးပြတ်သွားတယ်ဒီမှာအခေါက်ပေါက်ပုံစံဖြစ်ပြီးတော့ပြတ်သွားတယ်ဒါအဲ့လိုနေရာမျိုးတွေမှာဒီ selection လေးတွေကိုသုံးတယ်ဒီအောက်က second row တို့ဒီ second row marquee တို့ second column marquee တို့ကကြာမသုံးဘူးလုံးဝခွင့်မှာဒီနှစ်ခုကတော့တစ်ခါလေကြာလို့ရှိရင်ဖြတ်တဲ့နေရာမျိုးတွေမှာသုံးတတ်တယ်ဒါပြီးတော့ဒီသုံးခုရှင်းမယ်လို့ထင်ပါတယ် Okay နောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့ castle brush tool လုပ်တဲ့ဥစ္စာလေးပြပြမယ် castle brush tool လုပ်တဲ့ဥစ္စာဘယ်လိုမျိုးလဲဆိုတော့ဥပမာခဏလေးเนาะဒီမှာ shape tool ရှိရယ် regulate ထား castle shape တစ်ချက်ယူပြီးတော့အဲ့ဒါနဲ့မလုပ်တော့ဘူးအဲ့ဒါနဲ့မပြဘူးခဏလေးဒီမှာ polygon နဲ့တစ်ချက်ယူပြီးတော့သူ့ကိုတစ်ချက်ဖိလိုက်လို့ရှိရင်ဒီမှာဖိနေနဲ့လေ keyboard မှာရှိနေတဲ့ဟိုဘက်ချမ်းမှာလေ home လို့ပါလို့ရှိရလေ page up to page down လို့အဲ့ဒီအောက်မှာမြားလေးတွေ၄ခုရှိရအပေါ်ရယ်ဘေးရယ်အောက်ရယ်ညာရယ်ဆိုပြီးအမှအပေါ်နှိပ်ကြည့်လိုက်လို့ရှိရင်ဒီမှာ slide ဒီမှာရှိရ slide ကို6 sorry 10လောက်ထိထားလိုက်တက်ထားလိုက် okay keyboard ကဟာတစ်ချက်စမ်းကြည့်နေ illustrator မှာမှရတာ illustrator မှာကြတော့သူကဒီဟာကိုတစ်ချက်ယူပြီးတော့ဒီ keyboard ကနေပြီးတော့မြားလေးတွေကိုလိုက်ရွှေ့လိုက်တာနဲ့သူက auto ပြောင်းတယ်ပေါ့နော် Photoshop မှာတော့မရဘူးအဲ့တော့ Photoshop ဟာမပြောတော့ဘူးအဲ့တော့ဒီမှာ size ကိုကျမတို့က9လောက်ထားလိုက်မယ်ဒီ polygon ကိုယူနော် polygon 2ကိုယူ size ကို9ထားပြီးလို့ရှိရင်ဆွဲလိုက်မယ်ဒီဟာလေးပေါ့ဒီဟာလေးဖြစ်သွားမယ်အဲ့လိုကျမတို့ရဲ့ကိုယ်ပိုင် brush အဖြစ်နဲ့ထားမယ်သူ့ကိုအဲ့ဆိုလို့ရှိရင်ဘယ်လိုသွားလုပ်ရမလဲဆိုလို့ရှိရင်ဒီ edit ထဲကိုသွားဒီမှာ edit ထဲမှာ define brush preset ဆိုပြီးရှိရသူ့ကိုနှိပ်ပြီးလို့ရှိရင်နာမည်ပေးဒါ polygon brush ပြီးရ okay နှိပ်လိုက် okay ရပါပြီเนาะရပါပြီဆိုလို့ရှိရင်ကျမတို့သူ့ကိုမှိတ်ပြီးတော့သွားဆက်မယ် brush tool ယူမယ် brush tool ယူလိုက်မယ် brush tool ဒီမှာ brush tool ဒီမှာကျမတို့နောက်ဆုံးလုပ်ခဲ့တဲ့ polygon brush tool ကဒီမှာလာပေါ်နေပြီသူ့တစ်ချက်ယူအနာခောက်ပြီးလို့ရှိရင်ဒီမှာ new layer အသစ်တစ်ခုခေါ်ပြီးတော့မှဒါကြတော့ခုနကကျမတို့လုပ်ထားတဲ့ဟိုလိုမျိုးကြီးသူကတခုလုံးစာအနောက်က background height ပါသွားရတွေ့လား။ဘာကြောင့်လဲဆိုတော့ခုနကတော့ဒီ background ကိုပါကျမတို့ကထားလိုက်တဲ့အတွက်ကြောင့်မလို့အဲ့တော့မှားသွားရပေါ့နော်။ polygon လေးတော့ပေါ်တယ်ဒါပေမဲ့အနောက်မှာရှိတဲ့ background ကြီးကိုပါသူက brush အဖြစ်နဲ့ပါသွားတာ။အဲ့တော့အဲ့လိုမဟုတ်တော့ဘူးနောက်တစ်ခုပြန်လုပ်ပြမယ်။ delete လိုက်မယ်နော်။ delete အဲ့တော့ဒီမှာပေါ့နော်ဒီ background ကို transparent ထားမယ်ထားပြီးတော့မှဒီမှာရှိတဲ့ဒီ polygon 2ကိုယူမယ် size ကို9ပဲထားမယ်ဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်ရပါပြီဒီဟာလေး okay အဲ့ဒီဟာလေးကိုမှ edit တဲ့က brush
ဒီမှာ the 5 brush preset ဒါဆိုရှင် polygon 2 ပေါ်ထားပါတော့ my brush လို့ပဲတစ်ချက်ထားလိုက်မယ် my brush ပြီး okay နှိပ်လိုက် okay နှိပ်ပြီး white ဆိုသူ့လို့မှိတ်လိုက်တော့မှိတ်ပြီးတော့ layer အသစ်တစ်ခုခေါ် background အရာကိုအဝါလေးတစ်ချက်ထားလိုက်ထားပြီးတော့မှဒီမှာ brush tool ပြည့်ယူဒီမှာကြည့်လိုက်ခုနအတိုင်းဝင်သွားပြီတက်လားကျမတို့ရဲ့ brush tool ရပါပြီဒါကကိုယ်စိတ်ကြိုက် brush ကိုလောက်ခိုင်ကြအသေးပုံနေပါလေလောက်လို့ရတယ်ပေါ့နော်ကိုယ်စိတ်တိုင်းကြ brush လေးပေါ့ဒါကိုယ်စိတ်တိုင်းကြ brush လေးကိုသူလောက်လိုက်တာအဲ့ဒီ brush ကိုအရောက်ပြောင်းချက်လဲရရနော်ဒီမှာသွားပြီးတော့ပြောင်းအနီလိုချင်တဲ့ဆိုအနီတူတူပဲဒါကကိုယ်စိတ်တိုင်းကြ brush ကိုလောက်တာအဲ့လို brush လောက်တဲ့လိုမျိုးပဲ pattern ကိုလည်းလောက်လို့ရတယ်pattern ကိုလုပ်လို့ရတယ်ဆိုတော့ pattern ဆိုတာဘာမျိုးလဲဆိုတာတစ်ချက်ပြောမယ်နော် pattern ဆိုတော့ခဏလေး file ပြီးလို့ရှိရင် new ခေါ်လိုက်မယ်pixel ကို50 pixel 50 pixel လောက်ပဲတစ်ချက်ထားလိုက်မယ်ထားပြီးတော့ new layer အသစ်တစ်ခုခေါ်ပြီးတော့သူ့ကို control plus နဲ့ကြီးလိုက်ကြီးပြီးတော့ pattern လုပ်မယ်ဆိုတော့ဘယ်လို pattern မျိုးလဲဆိုတော့ဒီမှာကြည့်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ sorry လေယာအသစ်တစ်ခုခေါ်ပြီးတော့မှနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ခဏလေးလေယာအသစ်တစ်ခုခေါ်နှိပ်ပြီးလို့ရှိရင်သူ့ကိုတစ်ချက်ဒီမှာဖြောက်လိုက်ဖြောက်ပြီးတော့မှဒီဟာကြီးကိုbrush အနေနဲ့မဟုတ်ဘဲနဲ့ pattern အနေနဲ့လုပ်မယ် pattern ဒါဆိုလို့ရှိရင် my pattern ပေါ့my pattern ဆိုပြီး okay ဆိုပြီးတော့နှိပ်လိုက်အဲ့တော့မှဒီဘက်တစ်ချက်ကိုပြန်လာဒီဘက်တစ်ချက်မှာ pattern ကို fail လုပ်မယ် pattern ကိုလုပ်မယ်ဆိုလို့ရှိရင် window ထဲကိုသွားပြီးလို့ရှိရင် pattern ဆိုတာရှိရဲတစ်ချက်နှိပ်ပြီးရင်ဒီမှာခုနကကျွန်မလုပ်တဲ့ pattern ကိုတစ်ချက်ယူဒီမှာ pattern ပုံစံဖြည့်လိုက်ပြီသူကဒါကိုစိတ်တိုင်းကြပတ်တယ်လေးပေါ့နော်တချို့ဆိုရင်ဒီအသေးပုံလောက်တာလို့တိတ်ရွက်လောက်တာတို့ကိုစိတ်တိုင်းကြပတ်တယ်ကိုဖယ်တီးလို့ရတယ်ဒီ brush tool ကနေပြီးတော့ဒါဆိုလို့ရှိရင်ဒါရဲ့နားလည်မယ်နော်ကိုစိတ်ကြဒီ brush tool လောက်တာရယ်ပတ်တယ်လောက်တာရယ်တည်သွားပြီနောက်ပြီးတော့ဒီနေ့ဘယ်ပိုင်းလေးကိုပြောပြချင်လဲဆိုတော့ဒီဘက်ချမ်းမှာရှိနေတဲ့မနေ့တော့ပြောတဲ့ဒီ darken လို့ lighten လို့ overlay လို့ different လို့ဘာကွာလဲဆိုတာကိုပြပေးခြင်းနဲ့အဲ့တော့အဲ့ဒါဘာကွာလဲဆိုတော့တဲ့ဒီမှာကြည့်လိုက်ပါတော့ဒီအနီးကိုကြတော့ background လို့ပဲထားလိုက်မယ်ဒါ background သူ့အပေါ်မှာအဖြူရှိရယ်အမဲရှိရယ်အဲ့တော့ဒီအမဲကိုတစ်ချက် selection ပေးထားတယ်เนาะselection ပေးပြီးတော့အပေါ်ကသူကအမဲရောင်ကိုပျောက်ချင်လို့ရှိရင်ဒီ darker group ကိုသွားပြီးတော့ဖျောက်ပေးရတယ်sorry မှားပါတယ်အမဲရောင်ကိုပျောက်ချင်တယ်ဆိုလို့ရှိရင်သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ lighter ဘက်ကိုသွား lighter ဘက်ကဘယ်ဟာကိုပဲသွားပြီးရွေးပေးလိုက်အမဲရောင်ပျောက်သွားလိမ့်မယ်ငါကမူရေးရောက်ပြလို့ခြင်းနဲ့ဆိုလို့ရှိရင်တော့သူ့ကို normal ပဲပြတ်ထားအဲ့လိုမဟုတ်ဘူးဒီ lighter လို့ sacred လို့ color door လို့ရွေးချယ်လိုက်ပြီဆိုလို့ရှိရင်သူတည်းကဒီအမဲနဲ့သက်ဆိုင်တဲ့ဥစ္စာတွေပေါ့နော်အကုန်သူဖျောက်ပေးသွားလိမ့်မယ်โอเคเนาะဒါ normal ပြတ်ထားမယ်အဲ့တော့အဖြူကြတော့သူကဘာလဲဆိုတော့ဒီမှာတော့အဖြူကို selection ပေးအဖြူကိုကြတော့သူနဲ့ဆက်ချင်ပဲဖြစ်တဲ့ဒီ darker group တွေကဘယ်ဟာကိုပဲရွေးသူကအဖြူကိုဖျောက်ပေးသွားလိမ့်မယ်အဲ့တော့ဒါကိုဘယ်လိုမျိုးဆန်းလို့ရလဲဆိုတော့ဒီဟာလေးပြမယ်เนาะအဲ့တော့ကျမတို့မှာဒီလူကြီးရှိမယ်ဒီလူကြီးအပေါ်မှာဒီမီးရောက်ရှိမယ်ဒီမှာဒီလူကြီးပေါ်မှာမီးရောက်ရှိရဆိုတဲ့အခါကျတော့ဒီမီးရောက်ရဲ့ဥစ္စာကသူ့ကိုဖုံးသွားတယ်ဖုံးသွားတော့သူ့မမြင်ရတော့ဘူးအဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်ဒီမီးရောက်မှာအမဲရောက်နေရှိနေတယ်အမဲရောက်ကိုဖျောက်ချင်တယ်အဲ့ဆိုရင်ရှင်းလေးပဲဒီမုတ်ထဲကနေပြီးတော့အမဲရောက်ဆိုလို့ရှိရင်သူနဲ့ဆက်ကျင်ပဲဖြစ်တဲ့ lighter ကိုသွားရွေးရတယ်ဒါဆိုရင်ဒီမှာအမဲရောက်ပြောက်သွားပြီမီးလဲလက်ရှိမှာရှိရဲ့အမဲရောက်လဲပြောက်သွားပြီဒါဒီလိုမျိုးလေးသုံးတာပေါ့နော်အဲ့တော့ဒီတက်ကဒီ group တွေကကြိုက်တဲ့ဟာသုံးလို့ရတယ် lighter သုံးချင်လားရတယ် sacred သုံးချင်လားရတယ် color သုံးချင်လား lilia color ကြိုက်တာသုံးရတယ်ဒါကိုပုံနဲ့အစီအပြင်မဲ့ကိုလိုက်ဖက်မဲ့ပုံစံလေးကိုရွေးပြီးတော့သုံးလိုက်
အဓိကဒီမှာအမဲရောက်ပြောက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာရှိရဲ့အမဲရောက်ပြောက်ချင်တယ်ဆိုလို့ရှိရင်ဒီတဲကသူနဲ့ဆက်ချင်ပဲဖြစ်တဲ့ light တဲ့ group ကိုတော့တုတ်ရမယ်โอเคနော်တကယ်လို့များသူကထားပါတော့သူ့ရဲ့အပေါ်မှာဒီအဖြူနဲ့ပတ်သက်တဲ့ဥစ္စာတစ်ခုရှိနေမယ်ထားပါတော့ဒီမှာဒါအဖြူပေါ့အဖြူနဲ့ပတ်သက်တာရှိနေဆိုအဖြူကိုပြောက်ချင်လို့ရှိရင်သူနဲ့ဆက်ချင်ပဲဖြစ်တဲ့ဓာတ်ကဲကိုတော့တုတ်ပြရတယ်ဒီမှာအဖြူပြောက်သွားပြီအဖြူလုံးဝပြောက်ထွက်သွားပြီအဲ့လိုမျိုးတော့တုတ်ပြရတယ်ဒါဒီဘက်ချက်ရအသုံးပြုရဥစ္စာပေါ့နော်ဒီကျန်တဲ့ဒီ overlay တို့ဘာလို့ကကြတော့သူကဒီမှာရိုးဒီဥစ္စာကို overlay ထားလိုက်လို့ရှိရင်ဒီမှာနည်းနည်းတော့သူကမြင်ရပါတယ် soft light လို့ hard light လို့ဒါတော့ဒီတိုင်းပဲဆန်းသွားလိုက်ပါကိုတိတ်ပြီးတော့ trade တူသူတို့ကမရှိဘူးအဓိကဒီ dark group နဲ့ light group ကိုသိရပြီအဲ့တော့ကိုနှစ်သက်ပုံလေးတစ်ပုံကိုယူလိုက်ပေါ့နော်ယူပြီးလို့ရှိရင်ဒီမီးကာလာလေးတစ်ခုကိုယူလိုက်ယူပြီးလို့ရှိရင်ဒီမှာဒီထဲက light တဲ့ကို sorry ဒီအောက်ကဒီထဲက light တဲ့ကိုယူလိုက်light တဲ့ကိုယူပြီးတော့တစ်ချက်ဒီလိုပုံလေးတစ်ချက်စမ်းကြည့်ပါနော်ဒီနေ့အတွက်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲเนาะဒီနေ့မှာတော့ဒီ slash shape ရဲ့ဥစ္စာတွေပြောပြသွားတယ်နောက်ပြီးတော့ဒီ brush tool ကို y caster brush tool ပြုလုပ်နည်းရဲ့ caster pattern ပြုလုပ်လေးလည်းပြသွားတယ်နောက်ပြီးတော့ဒီမှာရှိနေတဲ့သူ့ရဲ့ group ပေါ့ dark group နဲ့ light group ရဲ့ခြားနားချက်တွေပြပေးသွားတယ်အဲ့တော့စမ်းကြည့်ပါနားမလဲရရရှိလို့ရှိရင်ချက်ပေါက်မှာပဲဖြစ်ဖြစ်ဒီဗီဒီယိုအောက်မှာပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်เนาะစုံထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်